Hello မင်္ဂလာပါကျွန်တော်ဒီဗီဒီယိုမှာရိုက်ပြထားတာကတော့မောက်ဖူဂျီကိုကျွန်တော်တို့ day trip လို့သွားကြလဲဆိုတာကိုရိုက်ပြထားတာဖြစ်ပါတယ်။ကြောင့်မလို့နောက်ရဲ့ဗီဒီယိုလေးကိုအစားဆုံးကြည့်ဖို့အတွက်တောင်းဆိုချင်ပါတယ်။ကျွန်တော်တို့နေရတော့ရာတူတူကကောင်းတယ်ပေါ့နော်နေတာတယ်မုံအောင်ပေါ့နော်ဒီအတွက်မောက်ဖူဂျီကိုတတိချာချာရှင်းရှင်းလင်းလင်းကိုမြင်ခဲ့ရတယ်ပေါ့နော်ဒါလည်းကံကောင်းခြင်းတစ်မျိုးလို့ပြောလို့ရတယ်ဗျဘာလို့လဲဆိုမောက်ဖူဂျီသွားတဲ့နေ့ကိုမိုးအောင်ပဲတင်းနေထူမယ်ဆိုရှင်မောက်ဖူဂျီကိုမမြင်ရဘူးနော်မမြင်ရဘူးပေါ့နော်ဒါကြောင့်မလို့ရာတူတူကလည်းအရင်ရေးကြည့်ပါတယ်မောက်ဖူဂျီကိုသွားလို့ရတဲ့နေတဲ့နေရာတော့အများကြီးရှိတယ်အဲ့ဒီထဲမှာကျွန်တော်သွားခဲ့တဲ့နီလန်ကတော့public card ငှားပြီးတော့ပေါ့နော်သွားခဲ့တာဖြစ်ပါတယ်အဲ့တော့မဟုတ်ဘဲနဲ့ဈေးသက်သာမတင်နေဆိုရင်တော့ခလုတို့Booking.com တို့နဲ့မှာMount Fuji day trip ပေါ့နော်အမှday tour တွေရှိပါတယ်အဲ့ကနေပြီးတော့လက်မှတ်ဝယ်ပြီးတော့သွားလို့ရပါတယ်ခင်းစဉ်တစ်ခုကို$100ဝန်းကျင်တော့ရှိပါတယ်အဲ့ဒီမှာတတိထားမှာကမောက်ဖူဂျီကိုကြည့်လို့ရတဲ့ viewing spot တွေကအများကြီးရှိရပါတယ်အဲ့ဒီမှာခင်းစဉ်တစ်ခုနဲ့တစ်ခုကလည်းသွားတဲ့ viewing spot တွေကမတူဘူးပေါ့နော်အဲ့ကြောင့်ကိုနဲ့အဆင်ပြေမဲ့viewing spot တွေကိုကြည့်ပေါ့နော်ဒီခင်းစဉ်မှာဒီ viewing spot တွေပါတယ်ဒီခင်းစဉ်မှာဒီ viewing spot တွေပါတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်ကိုအဆင်ပြေတဲ့ viewing spot ပါတဲ့ခီးစဉ်ကိုရွေးပြီးတော့သွားဖို့ကြံပြုကြပါတယ်ခီးစဉ်တိုင်းကတော့ကျွန်တော်တည်ထားမိတာကတော့ viewing spot ၄ခုပေါ့နော်အဲ့ဒီ၄ခုဝင်ကျင်မရှိတယ်ဗျဘာလို့ဆိုတော့မောက်ဖူဂျီကိုကြည့်လို့ရတဲ့ viewing spot တွေကအမှန်တကယ်အများကြီးရှိပါတယ်ကိုနဲ့အဆင်ပြေတာရွေးကြတာပေါ့နော်ကျွန်တော်ကpublic ကငှားတာဖြစ်တဲ့အတွက်ဈေးတော့ပို့ပေးရတယ်ဒီနေ့ကိုဂျပန်ယန်9000ပေးရပါတယ်လူ၄ယောက်ဆိုတော့အဆင်ပြေတယ်ဗျကျွန်တော်က2ယောက်တည်းဆိုတော့ပေါ့နော်ဒါဈေးကြီးရတယ်ပြောလို့ရတာပေါ့နော်၄ယောက်ဆိုရင်တော့9000ကို share ရမှာဆိုတော့မစိုးပြောလို့ရမယ်ပေါ့နော်ကိုပန်ကားကို public ကခါပြီးတော့တာနဲ့ဒီတိုးသွားတယ်ဆိုရင်တော့ဒီတိုးကလူနဲ့သွားတာကတော့လည်းပြင်မယ်မယ်အဲဒါနဲ့ဆိုလို့ချင်းဒီမဖူဂျီကိုကြည့်တဲ့တချို့ viewing spot တွေကအချိန်ယူရတယ်အဲကြောင့်လည်းဆိုရင်လူများရင်အတန်းစီရတယ်ဓာတ်ပုံရိုက်ဖို့တော့ပေါ့နော်အဲ့လိုမျိုးရှိတယ်ခါလေကြရင်တချို့နေရာတွေကအတက်အဆင်းလေးတွေရှိတယ်ဗျအဲ့လိုကြရင်ပြင်မန်းတယ်ပေါ့နော်ပြင်မန်းတယ်ဆိုတော့ဒေတိုကခီးစဉ်တနေရာကိုတော့တတ်မှတ်ထားတဲ့အချိန်တော်ချင်းကိုပြီးအောင်သွားတာဖြစ်တော့နော်နည်းနည်းတော့ကဒိုက်ကြိုက်ဖြစ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကိုပိုင် private ကောငှားသွားတော့တက်တာတယ်တနေရာကိုအဆင်ပြေသလောက်ပေါ့နော်မြန်လို့ရတယ်နေ့ချင်းနေလို့ရတယ်ပေါ့နော်ကျွန်တော်ကိုပိုင်ကားကိုငှားသွားတာကviewing spot 6ခုလောက်တော့ရောက်ခဲ့တယ်ဗျဒီလမ်းကျော်လည်းရှိသေးရပေါ့နော်ကိုကဘယ်လမ်းကျော်သွားမလဲပေါ့နော်ဒီဟာကွန်နယ်ဘက်ကိုသွားမလားလိတ်ကာဝါကူရှိဘက်ကိုသွားမလားပေါ့နော်ဒီဟာကွန်နယ်နဲ့လိတ်ကာဝါကူရှိကမောက်ဖူဂျီရဲ့ဟိုဘက်ဒီဘက်ဗျတောင်နဲ့မြောက်ပေါ့နော်အခုနဲ့ဆိုတာကတော့ကျုပ်အမဲရှိတဲ့နေရာပေါ့နော်အခုနဲ့ဘက်ကိုသွားမယ်ဆိုရင်ဒီလိတ်ကာဝါကူရှိဘက်ကိုကြာရင်သူတိတ်ပြီးတော့သွားလို့မရတော့ဘူးဗျမင်္ဂလာက viewing spot တွေအများဆုံးကလိတ်ကာဝါရှိဘက်မှာရှိတာဒါမှမဟုတ်ကျွန်တော်ရွေးချယ်မှုခီးစဉ်ကတော့ကိုနဲ့ဘက်ကိုကျွန်တော်မသွားတော့ဘူးလိတ်ကာဝါရှိနီနာတဝက်ပေါ့နော်ဟိုပဲသွားခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်6နှစ်လောက်ကိုရောက်ခဲ့ပါတယ်နောက်ဆုံးအရေးကြီးတာကတော့မောက်ဖူဂျီကိုသွားမယ်ဆိုရင် weather ကိုတော်တော်လေးကိုဒီဆိုင်ပြီးကြည့်ရတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုရဲ့အောက်က link website link ပေါ့နော်အမှထည့်ထားပေးမယ်
ဘာလို့လဲဆိုဒီကဒီအဲ့ကိုဆက်ကဒီမဖူဂျီကိုဝယ်သားကိုပေါ့နော်သူကတပတ်ပေါ့နော်တပတ်ကြိုပြီးတော့သူကပြထားတယ်ဗျအဲ့တော့ကိုတော့မရက်က clearly ဖြစ်လား cloudy ဖြစ်လား partially cloudy ဖြစ်လားပေါ့နော်လည်းမျိုးအမှကြည့်လို့ရပါတယ်ကဲတော့ဗီဒီယိုကိုဆုံးဖြတ်ကြည့်ဖို့တောင်းလို့ကြပါဗျဒါကတော့ကျွန်တော်တို့ဟိုတရားထွက်လာတာပေါ့နော်လမ်းဘေးဝဲရရှုခင်းနေပဲဖြစ်ပါတယ်ရှုစားကြည့်ပါအောင်ဗျဆိုရင်တော့ကျွန်တော်တို့ကလန်တိုဝဲပေါ့နော်ရောက်ပြီပေါ့နော်အဲ့ဒီမှာရင်ကခဏနာပြီးတော့အပေါ်ပါသွားမယ်စားစားဘယ်လိုပိုက်ဆိုင်ကိုကြိုက်တဲ့ကိုဝယ်စားပေါ့နော်အဲ့လိုမျိုးရင်ရ next scan ပုံစံမျိုးပေါ့နော်စားဆိုင်လည်းရှိတယ်မုံဆိုင်လည်းရှိတယ်မုံဝယ်စားခြင်းနဲ့မုံဝယ်ခြင်းလည်းဝယ်ဒါမှမဟုတ်လည်း restaurant မှာထိုင်စားရင်လည်းမစားခြင်းတို့take away တဲမယ်ဆိုတဲ့တဲပေါ့နော်ဒီလိုတို့ရပါတယ်ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်highway လက်မှတ်ပေးမှာရှိတဲ့ရင်းရနာ scan ပုံစံမျိုးဖြစ်ပါတယ်စားရတွေကတော့အစုံရပါတယ် coffee မှာဆိုရှင်စားတော့ဆိုင်ရှိရဲ ramen တွေပါရပါတယ်ရတယ်ပေါ့နော်
အရင်နဲ့ဆန်းကနေပြီးတော့ခဏလောက်မောင်းပြည့်ချင်မှကျွန်တော်တို့ကမောင်းဖူဂျီကိုစပြီးတော့မြင်ရပါပြီကျွန်တော်မောင်းဖူဂျီကိုစမြင်နေတဲ့အချိန်မှာတော့တော်တော်လေးကိုဝန်တာပီဖြစ်သွားပါတော့ပြီးတော့ရင်မြင်သက်သွားတော့နော်ဟောတော့ဒီလောက်နမကြီးခဏတဲ့မောင်းဖူဂျီကိုအရင်တုန်းက TV ဗီဒီယိုတွေတပ်ပုံတွေမှာပဲမြင်ခဲ့ရတဲ့မောင်းဖူဂျီကိုအခုတော့ကျွန်တော်ကိုရီးယားမျက်လုံးနဲ့ပေါ့နော်တကယ်တက်တွေ့မြင်လိုက်ရတော့ပေါ့နော်ရန်ကိုပျော်သွားတာပေါ့နော်အဲ့ဆိုကျွန်တော်တို့ဒီဂျပန်ကိုလာလေရတဲ့အကြောင်းရတဲ့ဒီမောင်းဖူဂျီကိုရန်ကိုကြည့်ကြလို့ပါမောင်းဖူဂျီရဲ့အလားကတော့ကျွန်တော် TV ဗီဒီယိုထဲမှာမြင်ရတဲ့အတိုင်းပေါ့နော်ကဲကိုခန်းနာပါတယ်ပြီးတော့ထူလက်ထူဆန်းပါတယ်သူရဲ့တီရှိနေမူကြီးอ่ะပေါ့နော်တော်တော်လေးကိုလှပါတယ်ပတ်သက်နဲ့ပြောတဲ့ပေါ့နော်ကိုယ်တိုင်မျက်လုံးနဲ့မြင်ရတဲ့အရာတာကဘလို့မှပြောပြလို့မရဘူးပေါ့နော်ပြောမပြတတ်အောင်ပေါ့နော်ခံစားချက်ရှိပါတယ်ခံစားချက်ရပါတယ်ဒီကိုအော်ပြကောင်းပါလေမဖူကြီးရသူကဘေးတောင်နေမရှိဘူးပေါ့နော်သူတခုတည်းပေါ့နော်ဒီတောင်တောင်နဲ့ပေါ့နော်ထိုးထွက်နေရပေါ့နော်ဥပမာပြောကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်မောက်ပုပ္ပါနဲ့တော့တူတယ်ပေါ့နော်တခုတည်းထိထောင်ထွက်ထိုးထွက်နေရပေါ့နော်ထူးခြားတာကတော့ဒီမောက်ဖူကြီးကတော့ကဘာကျော်ပေါ့နော်အဲ့တော့သူကဒီလိုမျိုးတောင်ထိပ်မှာ snow cutting ဖြစ်နေရလေးကသူ့ရဲ့ trademark ပေါ့နော်ရဲအရန်ကိုလာပါတယ်ကျွန်တော်တို့ရဲ့ပထမအဦးဆုံး viewing spot ကတော့ Shuito Koda ဖြစ်ပါတယ်သူကတော့မောင်ဖူဂျီကိုကြည့်ရဲ့ viewing spot တွေမှာနံပါတ်1ပေါ့နော်မောင်ဖူဂျီကိုတော်မဆိုရင်ဒီ Shuito Koda ကတော့သမဖြစ်မရောက်မဖြစ်တဲ့နေရာဖြစ်ပါတယ်သူကတော်တော်ကိုလာပါပါအဲ့ဒါဆိုရင်ဒီခေတ်ကားလေးတွေကလည်းတက်သွားမယ်ဆိုရင်အပေါ်မှာပေါ့နော်observation တက်ရှိတယ် observation တက်မှာသူကအဲ့မှာဖျားเจ้าဆောင်လေးရှိတယ်ဗျဖျားเจ้าဆောင်လေးရိုက်ကြပါတော့ဒီမှာ maple tree ရှိတယ် cherry pin တွေရှိတယ် maple tree တွေကလည်းအယောင်ပြောင်းနေရပေါ့နော်အစိမ်းရောင်ကနေပြောင်းနေတဲ့အချိန်မှာတော်တော်လေးကိုလှပါတယ်မောင်ဖူဂျီရဲ့ background နဲ့ဒီ maple tree အယောင်လေးနဲ့တော်တော်လေးကိုလှပါတယ်ဗျ cherry ကျွန်တော်တို့ချိန်က cherry ပန်းတွေကကျွေပြီးသွားပြီဆိုတော့ပေါ့နော် cherry ပန်းတွေတော့မတွေ့ကြလိုက်ဘူးဗျတချို့ပင်တပင်နဲ့နှစ်ပင်လားမသိဘူးတွေ့ခဲ့တယ်ဗျရှားတော့အကုန်လုံးကတော့အကုန်လုံးကျွေပြီးသွားပြီပေါ့နော်ဆိုတော့လာပါတယ်ဗျဒီချွေးတို့ပကူတာကနည်းနည်းတက်ရတယ်ဗျဒီကားတိတော်များပါတယ်မလည်းမှတ်ပါတယ်ဒါကြောင့်မလို့တက်ကြီးတဲ့လူတွေဒူးနာတဲ့လူတွေတွေ့ဆိုရင်တော့တက်ရတာအဆင်ပြေတော့ပြသူဒီကားတွေကမတ်တယ်ဖြစ်တဲ့အတွက်ပေါ့နော်တော်တော်တက်ရပါတယ်ချွေးတော်တော်လေးထွက်ပါတယ်ဒါပေမဲ့အပေါ်တော့ဝိုင်းတော့မြင်ရတဲ့ရှူကင်းကတော့ဟိုမောပြစီပါတယ် I can definitely guarantee တကယ်ကို view ကတော့တော်တော်ကိုလှပါတယ်ပေါ်ရောက်သွားပြီဒီကားကိုကြည့်ပါတော်တော်လေးကိုမှတ်ပါတယ်ဗျတင်ကဒီကားနဲ့တက်ရှင်ဘူးလမ်းလျှောက်တက်ရှင်ဆိုလည်းရတယ်ဗျသူကနှစ်မျိုးတက်လို့ရတယ်ဒီလေကားနဲ့တက်မလားလမ်းလျှောက်ပြီးပြလေးတက်မလားပေါ့နော်ဒါမှမဟုတ်တော့တက်ရကြည့်ပါပဲလေကားတက်တော့မြန်ရောက်မယ်ပြင်မမယ်အခုကျွန်တော်ဘေးမှာတွေ့ရတဲ့ဟိုလက်လျှောက်လာလူကဆိုပြီးသူကဆင်းလာတယ်ပေါ့နော်အဲ့လိုလမ်းလေးပေါ့နော်အဲ့လိုလမ်းလေးကနေဖြည်းဖြည်းချင်းတက်သွားတာပေါ့နော်ကျွန်တော်တို့ကတော့ပေတန်းကိုယူရဆိုလို့ရှိရင်ဒီပြပြလေးတက်ရတဲ့လက်လျှောက်တက်ရတဲ့ဘက်ကိုပဲယူလိုက်တယ်ဗျ
ဒီကတိကတော်မောနေဗျချွေးထွက်တော့ရှိတော့တော်ထွက်တယ်ဘာလို့ဆိုအေးလို့အရိုးတွေရလည်းဝတ်ထားသေးတယ်ဒီပေါ်တက်လို့ချွေးရလည်းပြန်နေဆိုရင်စနစ်ပြီးလို့ပေါ့နော်ပြလေးကနေတက်လာတဲ့အခါတက်ပြီးတဲ့အချိန်မှာအခုလိုမျိုးပေါ့နော်မောင်ဖူချီကိုမြင်ရပါတယ်ပြောဒီကတော့ဒီမောင်ဖူချီနားလေးကမျိုးနာမည်တော့မသိဘူးဗျမျိုးကိုလည်းအပွားရလက်မြင်ရပါတယ်မောင်ဖူချီကိုလည်းလက်မြင်ရပါတယ်ဒီအောက်ကအပင်လေးတွေကတော့ cherry ပင်တွေဗျcherry ပန်းတွေကကျွေပြီးသွားပြီပေါ့နော်ဒါလေးcherry ပင်လေးတွေဗျcherry ပန်းတွေကျွေသွားတော့ပေါ့နော်ဒါရင်းဖြစ်နေတာပေါ့နော်ချယ်ရီပန်းလေးတွေရှိနေမှာဆိုအရန်ကိုလှပါဒါကတော့တကယ် main နေရာဖြစ်ပါတယ် observation တက်ဖြစ်ပါတယ်ဒီနေရာကတော့လူများပါတယ်ဓာတ်ပုံရိုက်ဖို့တော်တော်လေးကိုလူရှင်းအောင်ပေါ့နော်တော်စောင့်ယူရတယ်ဗျတကယ်ပါဒီပုံကိုတက်ဖို့အတွက်ပြင်မဲ့အကျိုးတော်တော်လေးနှက်ပါတယ်ဒီနေရာရတော့မောင်ဖူကြီးနဲ့ဒီဖျားတံမလေးနဲ့တွဲပြီးတော့မြင်နိုင်ရတဲ့မြင်ကွင်းကတော့တော်တော်ကိုလှလို့ဒီတောင်ပေါ်တက်ခဲ့တဲ့အမောတွေကတော့လုံးဝလွတ်ဆင်သွားပါတယ်တော်တော်လှပါတယ်ကိုယ်တိုင်ညတုံးနဲ့မြင်ရမှခံစားရတဲ့ feeling ကပေါ့နော်ဒီလို TV ဒီလိုမျိုးဗီဒီယိုထဲမှာမြင်ရတာတပို့ပြီးတော့ရတာရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ second viewing point ဖြစ်ပါ viewing spot ဖြစ်ပါတယ် Hancho retro suite ဖြစ်ပါတယ်ဘယ်လိုနာမည်ကြီးလဲဆိုရင်ဒီလမ်းလေးရပေါ့လမ်းလေးဖြတ်ကူပြီးရပေါ့နော်တပေါ်နှိုင်းရတာပေါ့နော်မနေ့ကသူ့ရဲ့
ဒီကတဝင်တဲ့နေရာကကျွန်တော်ကြော်လာတာဗျဘာလို့လဲဆိုရင်လူအရင်များလို့ပေါ့နော်မိပွင့်လေးဗျအမိပွင့်ကျွန်တော်ကကြော်လာတာမိပွင့်လေးမှာလူအရင်များတဲ့အတွက်ပေါ့နော်ကိုယ်လည်းအရင်မဆောင်ကျင်တာနဲ့မိပွင့်လေးကြော်လာအချိန်မှာကြော်လာပြောကြတာပါဒီလိုမျိုးလမ်းဖြတ်ကူပြီးတော့ဗီဒီယိုရိုက်မယ်တပုံရိုက်မယ်ပေါ့နော်ဒီကအဲ့ဒါလေးအရင်အဲ့ဒီလိုမျိုးလက်ဖြတ်ကူပြီးတပုံရိုက်တာလေးကနာမည်ကြီးတာဗျဒီလမ်းဖြစ်ပါတယ်ဒါကျွန်တော်ရဲ့ second viewing spot ဖြစ်ပါတယ်ပြီးတော့ချိန်မှာကျွန်တော်ကတ viewing spot ကတော့ Lawson ဖြစ်ပါတယ်ဒီ Lawson နဲ့တက်ပုံရိုက်ဖို့ဆိုရင်ဘယ်လိုလဲဆိုရင်သူကတက်ပုံရိုက်တဲ့လူကကာလာရဲ့တစ်ဖက်ရှမ်းမှာနေရပြီးတော့တက်ပုံရိုက်ခနဲ့လူကတက်ပုံရိုက်ခနဲ့လူကကာလာရဲ့တစ်ဖက်ရှမ်းပေါ့နော်အဲကြောင့်မလို့ကားတွေသွားတာကိုစောင့်ပြီးရိုက်ရတာဆိုတော့ပေါ့နော်နည်းပြီးတော့အချိန်ပေးရတယ်ရိုက်တဲ့လူကလည်းအများကြီးပဲဆိုတော့ကိုယ့်ရဲ့အလေးကိုရောက်ဖို့တယ်ပေါ့နော်တော်တော်စောင့်ရတယ်ဗျဒီနံပါတ်၄ကတော့ကျွန်တော်ပြောတဲ့ Lake Kawaguchi ဖြစ်ပါတယ်ဟုတ် Ishi Park လို့ခေါ်တာပေါ့နော် Lake Kawaguchi ဖြစ်ပါတယ်မဖူဂျီတောင်ကိုတွက်ကြည့်ဖို့တွက်ကြည့်တဲ့အထဲမှာပေါ့နော်စောကချူ YouTube ကိုထားပြီးသွားရင်ဒုတိယကျွန်တော်အကျဆုံးကတော့ Lake Kawaguchi ပဲဖြစ်ပါတယ် Lake Kawaguchi ကတော့သူကမြေပြန့်ဖြစ်တယ်ကျဲလဲကျဲတယ်ကျဲတော့ပေါ့နော်ဓာတ်ဝင်ရိုက်လို့အဆင်ပြေပါတယ်ဘာလို့လဲဆိုရင်အတန်းစီစရာမလိုဘူးနေရာကကျဲတဲ့အတွက်ပေါ့နော်သူကပန်းနေခင်းပေးထားတယ်ဗျကာလာမျိုးစုံပုံစံမျိုးစုံနဲ့ပန်းလေးစိုက်ပေးထားတာပေါ့နော်အဲကြတော့အဲ့ဒီတခြားပေါ့နော်ဒီပန်းကင်းတောက်ချောက်ကြီးကိုတက်ဖို့စိတ်ကြရိုက်လို့ရပါတယ်ဒီကန်ရန်ပန်းကင်းလေးရဲ့ဥပမာတော့သူကန်ချီတယ်ကပ်ပကင်လည်းအကျယ်ကြီးပါဒါပေမဲ့ကပ်ပကင်အကျယ်ကြီးဆိုမဲ့ခိုင်းလည်းတော်တော်များတယ်ဗျ holiday ဘာတွေဆိုလို့ရှိရင်တော့ကပ်ပကင်တော့လောက်ပါမလားမသိဘူးနားလေးမှာrestaurant ရှိတယ်မုံဆိုင်ရှိတယ်ဆိုတော့ပေါ့နော်တက်ပုံလေးရိုက်လိုက်မောဝိုင်းတခုသွားစားလိုက်အေးလေးတောက်လိုက်စင်ပြေပါနဲ့
လက်ကားဖြစ်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ကငင်းစာစားဖို့တက်ပေါ့နော်ဆောက်ဆိုင်ကိုသွားပါတယ်ကျွန်တော်တို့သွားတဲ့ဆောက်ဆိုင်လေးမှာဒီလိုမျိုးပေါ့နော်ချယ်ရီပင်ကြီးကကြည့်တယ်ပေါ့တော်တော်လေးလှပါတယ်တပင်လုံးကိုပွင့်နေတာပေါ့နော်ကျွန်တော်တို့စားငင်းစာစားမဲ့ဆောက်ဆိုင်နာကနေရာဖြစ်ပါတယ်အဲ့နေရာကလည်းမဖူကြီးကိုလမ်းမရတော့ပေါ့နော်ကျွန်တော်တက်ပုံရက်ခဲ့ပါသေးတယ်ဒီရှယ်ပင်ကြီးကတော်တော်လေးကိုလှတယ်ဗျအကြည့်လက်ကြည့်ပဲသူကပွင့်တုံးမရှိသေးတယ်ဗျမကြွေသေးဘူးလုံးဝမကြွေသေးဘူးပြီးတော့အဲ့မှာဂျပန်နေမိသားစုလေးပေါ့နော်ဒီရှယ်ပင်အောက်မှာလာပြီးတော့ရှယ်ပင်ရဲ့လှခံစားနေရလဲတွေ့ခဲ့တယ်ဗျဒီပါတော်တော်လေးလှတယ်ဗျပြီးတော့ကျွန်တော်စားသောက်ဆိုင်မှာ ramen star မယ်ပေါ့နော်ဒါကျွန်တော်တို့မဖူဂျီကိုသွားတဲ့နေကနေကင်းစာစားတဲ့ ramen ဆိုင်လေးပဲဖြစ်ပါတယ်ပြီးတော့နံပါတ်5 twin sport ကတော့ Oshino Hakai ဆိုတဲ့နေရာဖြစ်ပါတယ်သူတို့ပြောတာဒါလေးကတော့ရွာလေးတစ်ရွာဖြစ်တယ်လို့ဖြစ်တယ်ပေါ့နော်အဲဒီမှာကျွန်တော်ကားရက်ပြီးတော့ဒီသူ့ရဲ့အဓိကနေရာကိုလက်လျှောက်သွားတာပေါ့နော်ဒါကချစ်ရသူတို့ကတော့ tour group ဖြစ်တယ်ဗျ tour group ကလူတွေဖြစ်တယ်ဗျကျွန်တော်နဲ့အတူတူကားဆိုင်တာနည်းလေး9မိနစ်လောက်လမ်းလျှောက်ရတယ်ဗျအဲ့ဒီသူ့ရဲ့အဓိကနေရာကိုရောက်ဖို့ပေါ့နော်ဒါပေမဲ့လမ်းဘေးဝယ်ရမှာတော့စားသောက်ဆိုင်လေးအများကြီးပါပိုက်ဆိုင်တော့ဝယ်စားလို့ရပါတယ်အမိုက်တက်ရက်ကတော့လုံးဝမရှိပါဘူးဗျတော်လေးကိုတန်ချင်း
Oshino Hakaya Dika Mania so Adagalo Dinia with Piojin Pibade. Mania Lima, Southern Sine, Maria Pisi, Yauna Sign Chibade. Eri Abie, a Tanga Saint in a Shidabia, Pioe, the Yoreba, Shidabia, I not Chantrapisi Pime. Hello, Dina. Basically, Matia Pisi Bojana Solo Baluya Bate. Matia Pisi Trosso Mare. You are a Dimama, you can only see there. More mutant see there. Go by sign. Salu Yadlo. Pinama Coney the Shidega. I don't know. ACC. Molushi, time your 80 molis are Nalu Yadebo. Dika to a Tameronia, Didia Pibare. Can leave here, I can leave. Matter time your double yame, be it Bema do a Mafuji, let me add it. Japama, a two son, I got a lady yet. Come over, to lay me at a how would JB or do a come over, look around. Then, the still a long time to a Nyania, and I see how a new building, but Japanese see how a new building. Tinia de Burama, the only lay upon a over mouse video lamiare. So near people see Dinia one, Lachawa one, Dinia Tolita, the bear penny Kono or cherry penny pipare. I got a not Dinia Machida cherry penigale, cherry banny, she did it yet. The Machu Navy. General Lanchan Yashima, Lita Shima, the cherry banny, tree Jania, no? Lava, the view them are of me out there. Like shot on a chip. Cherry ban, cherry ban, put pelly tree Jania, no? Lava, they were designing a chowny that Lolly Shire, a chowby, who, and I shot on one. Being the baby a chow, you are be any piano, no? You are generous on a kayak piano, no? And you know what? I call no cherry bunny, but she got rolling lava. Taka, Tara, cherry bunny, the chewing the chamono, the number when the cherry bunny, long are you point a chain to throw you. Phobia of lava, who want to roll lava. Luriale, Miabane, they were shapen into lava. Benny Pibare. The Charlie are a genie of a genial. Alonga, the cherry Benny Pibare. There are the short Benny. Cherry Benham see or low out you, I wanna. She'll be near Jenny Viamona. That's now in a map. Previous spot today, or she knew Hakai map about it.
နှစ်ခီးစဉ်ရဲ့နံပါတ်6 viewing spot ကတော့ကျွန်တော်မြန်မာလူမျိုးတွေပြောတယ်ပေါ့နော်ဥမှုပကိုဒါဆိုတဲ့နေရာဖြစ်ပါတယ်အမှန်ကကျွန်တော်တို့စပြီးတော့သွားဖို့ plan ချတော့ကဒီဖျားကိုသွားဖို့အစီအစဉ်မရှိဘူးဗျဘာကြောင့်လဲဆိုကျွန်တော်တို့မသိလို့ပါကျွန်တော်တို့ရဲ့ဒီ car driver ကောင်လေးကဥမှုဖျားကိုတက်ဖို့မယ်ဆိုလို့မှကျွန်တော်တို့ကဒီဖျားရောက်ခဲ့တာဖြစ်ပါတယ်ဒီဖျားကလက်မြင်ရတဲ့မော့ဖူကြီးကလည်းတော်တော်လေးလှပါတယ်ဒီဖျားဝင်းကျင်မှာတုတ်တန်လည်းရှိတယ်ဗျဒီဖျားကျောင်းကပုံနေပြန်တော်မူလို့လွတ်တဲ့နေရာဖြစ်တယ်ပေါ့နော်အဲ့နေရာလည်းကျွန်တော်အဲ့နေရာလည်းရှိပါတယ်ပြီးတော့အရေးကြီးဆုံးကဒီမှာဒီဖျားကိုဥနုဖျားလို့ဘာကြောင့်ခေါ်လဲဆိုရင်သူတို့ပြောတာပေါ့နော်ဒီဖျားကိုတည်ခဲ့တဲ့သူကကျွန်တော်မြန်မာပြည်ကဥနုနဲ့အရှင်းစင်လို့ပေါ့နော်ဒါကြောင့်မလို့ဥနုဖျားလို့ခေါ်တယ်လို့ပြောပါတယ်ဒါကတော့တုတ်တန်ပြဒီဟာတုတ်တန်ဖြစ်ပါတယ်နောက်ဝေးရပဲရလိုက်တာပါဒီဖျားကိုတည်တဲ့သူကိုသူတို့ရုပ်ထုထူထားတယ်ဗျအဲရုပ်ထုမှာပေါ့နော်မျက်မှန်လေးပါတော့တက်ထားလို့နော်ကျွန်တော်အုံးလူကလည်းလိုပဲမျက်မှန်တက်ထားဆိုလေတော့တူပါဟုတ်ပါတယ်ဒါကြောင့်မလို့အုံးလူပကိုဒါလို့ဆိုခြင်းဖြစ်ပါတယ်ဒီရုပ်ထုဆိုခြင်းဖြစ်ပါတယ်ဒါကျွန်တော်နေရဟောဘကထိုးနေရောကြိုက်တာမပြင်းလို့ပေါ့နော်ကဲကျွန်တော်ရဲ့မဖူကြီးကိုသွားတဲ့ခီးစဉ်ကတော့ခီးစဉ်မှာပါတဲ့ viewing spot တွေကတော့ဒါအကုန်ဖြစ်ပါတယ်ဆက်ကျွန်တော်တို့မရောက်တဲ့viewing spot တွေလည်းရှိတယ်ပေါ့နော်အဲတော့အချိန်ကမလောက်ပါဘူးဒါတော့ကျွန်တော်တို့ကိုယ်ပိုင်ကားကိုငှားပြီးတော့သွားလို့ဒီလို6နေရာကိုအေးစစ်စစ်နဲ့ရောက်တာပေါ့နော်အဲ့လိုမှပဲနဲ့ဆောဆောပြောသလိုထွေးကူးနဲ့သွားမယ်ဆိုရင်4နေရာလောက်ကိုပဲရောက်ပါတယ်ကဲအားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်ဘလူးလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်မက်ဆေ့တို့လည်းတစ်ချိန်မှာပေါ့နော်မန်ဖီစီကိုသွားဖို့စီစဉ်ရှိရဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကနေပြီးတော့information တစ်ခုရမယ်လို့ပြောနေပါတယ်ဒီရုပ်စုကိုပြောချင်ဖြစ်ပါတယ်ဥနုဆိုတာအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ